မင်္ဂလာပါကျမတို့အားသွင်းတဲ့ဓာလေးတွေကို charger လို့ခေါ်တယ် charger အဲ့ charger မှာဒီလိုမျိုးဒီမီးခုံလေးတစ်ခုကိုပဲဝယ်ချင်တဲ့အခါမျိုးမှာဘယ်လိုပြောရမလဲဆိုရင် power adapter လို့ပြောရမယ် power adapter တကယ်လို့ဒီကြိုးကြီးပဲဆိုလို့ရှိရင်သူ့ cable လို့သုံးတယ် cable okay တကယ်လို့ကျမတို့ကဒီ charger နဲ့အားသွင်းတဲ့အခါမှာဒီမီးပလက်ပေါက်ကဝင်းနေတယ်ဆိုလို့ရှိရင်ဘာသုံးရမလဲဆိုတော့ဒါမျိုးပေါ့နော် extension cord ဆိုတဲ့ဟာလေးကိုသုံးရတယ်အဲ့တော့ဒါလေးကို extension cord လို့သုံးတယ်အဲ့တော့တကယ်လို့မီးပြတ်တဲ့နေရာမျိုးမှာမီးလာတဲ့အချိန်မှာဒီမီးအားတွေ store လုပ်ထားမယ်ပြီးရင်မီးပြတ်တဲ့အချိန်မှာပြန်သုံးတာပေါ့နော်ကိုယ့်ရဲ့ဖုန်းတွေ laptop တွေပြန်သုံးတဲ့ဟာကိုဒါမျိုးလေးပေါ့ power bank လို့ခေါ်တယ် power bank အဲ့တော့ဒါကို socket လို့ခေါ်တယ်နော်အဲ့ socket မှာကျမတို့ဒီလိုမျိုး plug ထိုးလိုက်တာကို plug in လုပ်တယ်လို့ခေါ်တယ်ဆိုတော့ဒါဆိုလို့ရှိရင် I plug in the charger I plug in the charger ဗီဒီယိုခုလိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အင်္ဂလိပ်စကားကိုအခြေခံကနေကျွမ်းကျွမ်းကျင်ပြောတတ်ချင်တဲ့ဆိုရင်ကျမရဲ့ Brilliant Future English စာသင်တန်းမှာရှိတဲ့ Basic English Speaking Course ကိုသင်ယူလို့ရပါတယ်